အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ခန်းကျင်ဒီအနှစ်ပြုလုပ်တဲ့နေ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးခန်းကျင်ဒီကိုရေးဆေးပြီးတော့အနေတော့အတုံးလေးတွေတုံးထားပါမယ်ပြီးလို့ရှိရင်တော့ဆက်ထဲမှာထည့်ပြီးတော့ညံ့နေအောင်ချိန်ထားပေးရပါမယ်ရေထည့်ကြံမလို့ပဲနဲ့ခန်းကျင်ဒီအတိုင်းလေးပဲချိန်ပါမယ်ခန်းကျင်ဒီမှာပါတဲ့ရေလေးနဲ့သူချိန်လိုက်တာဖြစ်ပါတယ်ဒီနေ့လုံးမှာတော့ခန်းကျင်ဒီတစ်ပိတာကိုအနှစ်ချက်မှာဖြစ်ပါတယ်တဲဦးမှုပူပေးပြီးတော့စီအနှဲငယ်ထည့်ပါမယ်စီပူလာပြီဆိုလို့ရှိရင်တော့ခုနကြိတ်ထားတဲ့ခန်းကျင်လေးထည့်ပြီးတော့ချက်ရပါမယ်မီးနဲ့လေးနဲ့ပေါ့နော်ခက်ကြကြလေးချက်ရမှာဖြစ်ပါတယ်2နိုင်3နိုင်လောက်ချက်ရမှာဖြစ်ပါတယ်ခန်းကျင်လေးလည်းရေခမ်းအောင်ပေါ့နော်ပြီးတော့ဒီခန်းကျင်လေးဆင်လို့ရှိရင်ဘီးနေရနေညစ်ပတ်မှာဆိုတဲ့အတွက်ကြောင့်အဖုံးတော့အုပ်ပါတယ်ဒါပေမဲ့ရေခမ်းဖို့နေရာလေးခြံပြီးတော့အုပ်ထားတာဖြစ်ပါတယ်ချက်နေရင်ရံဖန်ရံကမှွေရရပါမယ်အိုမကအောင်ပေါ့နော်ခန်းကျင်ဒီအနှစ်ကဒီနေတော့ရေခမ်းပြီဆိုလို့ရှိရင်တော့ချက်လိုက်ပါတယ်ဒီကလေးဒီထက်ပိုပြီးတော့ရေခမ်းနဲ့ကျင်နေဆိုလို့ရှိရင်လည်းဒီထက်ကြကြလေးချက်ပေးလို့ရပါတယ်နော်ခန်းကျင်ဒီတစ်ပိတ်တာကိုနှစ်ချက်လိုက်တာ40တာလောက်ရပါတယ်နော်ဒီတိုင်းလေးဒီကတရာခဲကန်းနဲ့မှထားမယ်ဆိုလို့ရှိရင်တော့နှစ်နဲ့ချီအောင်ထားလို့ရတဲ့နီလန်းလေးပဲဖြစ်ပါတယ်နီလန်းလေးကိုနှစ်သက်သဘောကျတယ်ဆိုလို့ရှိရင်လည်းမိတ်ဆွေတွေကိုမျှဝေပေးပါအောင်နော်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်ဒီလားရှိသောနေ့ရက်များပိုင်ဆိုင်နေပါစေခင်ဗျာ